မှာကစားစရာစုပေါင်း30ကျော်40နီးပါးလောက်ရှိရဲ့အဲ့ဒီတော့နှစ်ခုလောက်ကတော့ပိတ်ထားရပေါ့နော်အဲ့မှာအဓိကအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ရှိုးတွေလည်းရှိတယ်လို့တာမန်စီးစရာလေးတွေလည်းရှိရဲ့အရင်ဆုံးသဘောကျတာနေစပြောရမယ်ဆိုရင်တော့ဒါဝင်ချင်းမှာတွေ့ရစီးစရာပေါ့နော်ใครยังไหวส่งเสียงกันนะပြီးရင် 4D လည်းပထမဆုံး experience ဆိုတော့မိုက်ပါတယ်ဂိုးကစီရဲ့ခံစားချက်ကလည်းတော်တော်လေးတော့မိုက်တယ်ပေါ့နော်ဒါလေးလေးစီးကြည့်တဲ့နေဒါပေမဲ့အဲ့ဒီကတော့ကြောက်လို့မစီးခဲ့ရဘူးပေါ့နော် Hurricane လည်းတူတူပဲလူမရှိတော့မစီးဖြစ်ခဲ့ဘူးအဲ့ဒီစားဒါလေးပဲ AC စီးခဲ့ပါတယ်ပြီးရင်တော့ Black Hole တိုက်ကားလေးဘေးကစားကွင်းရောက်စီးတဲ့ထဲမှာတော့ပါတယ်ပေါ့နော်ရှိုးတွေကတော့သူကအချိန်နဲ့ပြရဲသူပြတဲ့အချိန်မှာတွက်ကြည့်ပေါ့နော်ပြီးရင်တော့ Dream Hall ကိုလာတဲ့အကြောင်းပြချက်တွေကတစ်ခုဖြစ်တဲ့ Snow Town မှာကြာကြီးဆော့ခဲ့ပါတယ်Okay, last shot, last care. ဒါတော့ရီစားလေးရုပ်ပြပြတရုပ်ရခဲ့ပါတယ် You should any no one though. လူဟုတ်လာတာတန်လားဆိုရင်တော့ဘူဖေးเจ้าအောင်စပြောရရင်ဒီကဘူဖေးကစုံနေလို့တော့ပြောလို့ရတယ်ပေါ့နော်အိန္ဒိယစာရေးပါလည်းရှိရဲဒါပေမဲ့အရသာတော့ရရင်ကောင်းမနေဘူးပုံမှန်ပါပဲအဲ့ဒီတော့ဆိုအေးကြီးတွေပါလည်းမရှိဘူးပေါ့နော်ဒီတခုကတော့ထင်သလောက်ကြောက်ဖို့မကောင်းဘူးဒါပေမဲ့စီးရတော့မိုက်ပါတယ်ဒါကတော့ရီဆိုတာပဲရှိရပါမှလည်းမဟုတ်ပါဘူးအေလီယန်လည်းမျောလင့်ထားတဲ့လောက်တော့မဟုတ်ပြင်မဲ့မဆိုးပါဘူးပေါ့နော်အနီမေဝါကတော့ trace and လေးလည်းတိတ်မရှိသလိုနတ်တက်ကလည်းတော်တော်ဆိုးပါတယ်ဒါလေးလည်း ECC လေးပါပဲဒီမှာကအခုလိုအိမ်လေးအများကြီးရှိတော့ကလေးလေးတော့သဘောကျမှာပါ first experience အနေနဲ့ဆိုရင်တော့ Dream World ကသွားတင်ပါတယ်တန်ပါတယ်ပေါ့နော် show တွေလည်းရှိတယ်ဒီစီးစရာတွေကလည်းအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ရေဆော့တဲ့နေရာကတော့သူကကလေးလေးဆော့တဲ့နေရာလောက်ပဲရှိရပေါ့နော်လူကြီးရေဆော့ဖို့တော့မရှိပါဘူးဒုတိယအကြိမ်သွားမလားဆိုရင်တော့တခြားကစားကွင်းကိုပဲဒီသွားဆော့ပြစ်မယ်ပေါ့နော် first experience အနေနဲ့ဆိုရင်တော့တန်ပါတယ်